ဖြစ်တယ်ကျမတို့ကတော့လူဘိန်းဆိုတော့ကျမဒီလောက်ပဲပြောနိုင်အဲ့ဒီခါမှာဆရာတော်ကသူတော်ကောင်းစကားတစ်ခုကျမကိုပြောပါတယ်လောကကြီးမှာဒီလောက်အများအတွက်လုံနေဟာဒီတော့အာတုဘတွေဒီလောက်ချနေကြတယ်အခု73နှစ်ရှိပြီဆိုတော့အာတုဘကကျမတို့အသိမှာ3သိန်းနဲ့3000ကျော်သွားတယ်နော်အာတုဘတွေအဲ့လောက်ချခဲ့အဲ့ဒီအလောင်းတွေကိုအဲ့ဒီလောက်ချခဲ့တယ်ကျမ်းမာရေးစိတ်ကူနေကြတယ်မသိမရှင်နေမြင်ခဲ့ရတယ်အိုပြီးတော့လည်းမသိနိုင်ဘူးဒဏ်ရာရပြီးတော့လည်းမသိနိုင်ဘူးเนาะသေသွားပြန်တော့လည်းပဲသေသွားတဲ့ဒုက္ခအဲ့ဒီအလောင်းပေါင်း3သိန်းကျော်မှာသေးသေးလေးလည်းသေးတယ်ကြီးကြီးလည်းသေးတယ်တခါတလေကျရင်ကျမတို့မိခင်ဝန်းတွေကခွဲထုတ်လိုက်တဲ့ကလေးအမှားဘူးတပြိုင်နဲ့3ယောက်လဲတကြိုရတယ်အဲ့ဒီသေးသေးလေးတွေကနေဟိုတကြီးရွယ်ကိုရာအသက်100ကျော်တွေအထိသေတဲ့အတုပတွေကိုကြည့်ပြီးတော့เนาะလူဘဝကိုဆက်ဆုပ်ရကောင်းမှဘယ်နှခါစဉ်းစားပြီးပြီလဲတဲ့ကျမကိုပြောတယ်ကျမတစ်ခါစဉ်းစားမိလူဘဝကိုဆက်ဆုပ်ရကောင်းမှဘယ်နှခါစဉ်းစားပြီးပြီလဲအရွယ်မရွေးသိနိုင်တဲ့အရွယ်မရွေးနာနိုင်တဲ့နာတိုင်းလည်းမသိဘူးเนาะအဲ့ဒီဒုက္ခကြီးကိုကြည့်ပြီးတော့အတုပကမ္မထံဘယ်နှခါရှုပြီးပြီလဲဝမ်းသာနေုံဟာအမျက်မဟုတ်ဘူးကိုကြီးပေးနိုင်ုံဟာအမျက်မဟုတ်ဘူးဗုဒ္ဓဘာသာတွေပိတစွာဟာဒီလူဘဝရဲ့တန်တရားတိုးရာလမ်းအတွက်ဒါတွေကိုမြင်ပြီးတန်ဝေကရရင်အဲ့ဒါအမြတ်အဲ့ဒီလိုများတန်ဝေကများရခဲ့ရင်တယောက်နဲ့တယောက်မတည့်ဘူးမညီညွတ်ဘူးဆိုတာမရှိဘူးကုသိုလ်အကုသိုလ်ဟာကိုယ်နောက်လိုက်တယ်အကုသိုလ်ရှိတဲ့လူကအကုသိုလ်နဲ့သွားလိုက်မယ်ကုသိုလ်ရှိတဲ့လူကကုသိုလ်နဲ့ပါလိုက်ဒီပရိဟိတတွေလုံနေတဲ့ထဲမှာအမြတ်ကောင်းကောင်းထုတ်ချက်ဖို့လိုတယ်လို့ပြောတာအဲ့ဒါလည်းကျွန်မဆရာတော်ဘုရားကြီးရဲ့ဩဝါဒတွေကိုကျွန်မအားလုံးကိုကျွန်မဝင်မြတာပါဒါကြောင့်ကျွန်မတို့မြန်မာနိုင်ငံသားပရိဟိတအဖွဲ့အစည်းတွေပဲဖြစ်ဖြစ်တခြားသောအဖွဲ့အစည်းတွေနာရေးကိုညီမှုအသင်းအဖွဲ့အစည်းတွေဖြစ်ဖြစ်အားလုံးပေါ့ပြည်တွင်းပြည်ပမှာရှိတဲ့သူတွေအားလုံးဟာကျမတို့ကျန်းကျန်းမာမာညင်ညင်ညွတ်ညွတ်ရွှင်ရွှင်လန်းလန်းစွတ်စွတ်စီးစီးနဲ့ကျမတို့အရေးကြီးရင်သွေးစီးကြပါလို့ပြောချင်ပါတယ်အဲ့ဒီလိုကျမတို့အချင်းချင်းသွေးမစီးတဲ့နေရာလေးများရှိခဲ့ရင်တော့နွားကွဲရင်ကြားဆွဲပါလိမ့်မယ်နောက်တစ်ခုကျမကိုချင်းမီပြောတဲ့စကားတစ်ခုကျမထောက်ခံပါတယ်ကျမတို့မြန်မာနိုင်ငံသားတွေဟာမလေးတွေမှမလုံုံတော့မဟုတ်ဘူးဘယ်နေရာဖြစ်ဖြစ်မလုံုံပါဘူးကျမတို့ကအလုံသမားဖြစ်သွားတာများတာကိုပညာရှင်ဖြစ်ကနဲတာကိုအဲ့ဒီလိုအခါမှာမြန်မာတွေရဲ့အခွင့်အရေးအတွက်မြန်မာနိုင်ငံသားတွေရဲ့လုံုံဖို့အတွက်မြန်မာကောင်စီတွေကျမတို့ဖွဲ့ဖို့လိုပါတယ်ဆိုတာလေးကိုကျမအဲ့ဒါလေးကိုတော့ကျမကိုချင်းမီပြောတာကိုလည်းထောက်ခံပါတယ်အချုပ်ပြောရမယ်ဆိုလို့ရှိရင်တော့ကျမတို့အားလုံးအခုလိုအခမ်းအနားမှာကြွရောက်ပြီးတော့လုကိုင်ဆောင်ရွက်ပေးကြတော့သူများကပုံးနာရေးသည်ညီကိုမောင်နှမများအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်လို့ပြောကြရင်ဒီကိုချုပ်ပါတယ်ကယူနာစကားပြောကြားပေးပါတော့ဆ iam မဒေါ်တန်းမြင့်အောင်အားကျေးဇူးထူးပင်တင်ရှိပါတယ်ဆက်လက်ပြီးအခမ်းအနားစီစဉ်ရာမလေးရှားနိုင်ငံကပုံး9ရက်သားသမီးများနာရေးကူညီမှုအသင်းတွင်ရမှုကိုပပိုကျော်မှကျေးဇူးတင်စကားပြောကြားပေးဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ယခုလိုမလေးရှားနိုင်ငံရောက်မာလူမျိုးများအားပြန်၍ကူညီနိုင်အောင်စေတနာကိုရှေ့ထား၍ထူထမ်းခဲ့ကြသောမတ်မြန်မာမှဥက္ကဋ္ဌဦးစောစောကမ္ဘောဇဘဏ်ဥက္ကဋ္ဌဦးအောင်ကိုဝင်း11 Media Group မှကိုဝေဖြိုးလေနံပါတ်အယောက်900စာအတွက် Premier Coffee Company Limited နဲ့ဒီကလယာဏမိတ်္တအတင်းတမိုင်းကိုအစိုးရကိုစံလင်းတို့ကိုကျွန်တော်တို့အတင်းရဲ့ကိုစားထူးကျေးဇူးတင်ကြောင်းပြောကြလိုပါတယ်ပြီးတော့နေရာထိုင်ခင်းစီစဉ်ပေးတဲ့ရန်ကုန်နိုင်ရဲ့ကူညီမှုအတင်းမှဦးကျော်သူဇနီးတော်ရှိစည်းကနဲ့အတင်းသူအတင်းသားများ၎င်းကော်ဖီနဲ့မုံများကိုအခမ်းပေးသော Premier Coffee Company Limited အား၎င်းကြောက်လာကြတော့ဧည့်သည်တော်များ၎င်းသတင်းနဲ့မီဒီယာများကျွန်တော်တို့အတင်းကိုအမြဲအားပေးနေသော Fast News Channel မှာဦးအောင်ဆိုသူပြီးတော့ဦးကျော်ဝင်းမလေးရှားနိုင်ငံမှာကျွန်တော်တို့နိုင်ရေးကိစ္စတွေအစီအစဉ်ချောမောအောင်ကူညီပေးတဲ့ဆလာယန်ကတ်စကန်နဲ့ဒါတိုရစ်ချတ်တန်တို့ကိုအတင်းရဲ့ကိုစားကျွန်တော်ကျေးဇူးတင်ကြောင်းပြောကြလာပါတယ်ပြီးတော့နောက်တစ်ခုကျွန်တော်ပြောချင်တာကဒီဦးကျော်သူဒီလှူတဲ့ကာမတီဦးလို့နော်ဒီကိစ္စဆိုလို့ရှိရင်လွန်ခဲ့တဲ့6လတည်းကဦးကျော်သူကကျွန်တော်တို့နာရေးကူညီမှုတင်ကိုကာလှူမယ်ဆိုပြီးပြောပါတယ်ဒါပေမဲ့ကျွန်တော်တို့ဟိုဘက်မှာကဟို
ဘယ်လိုကောင်းလဲအကြောင်းအမျိုးမျိုးရှိပါတယ်ဟိုမှာကသူတို့နိုင်ငံသားတွေကဘယ်လိုခံယူရလဲဆိုတော့ free မလုပ်ပေးပါဘူးတကယ်လို့ကျွန်တော်တို့ free လုပ်ပေးတယ်လို့ဘယ်လိုကောင်းလဲအခမဲ့ပေါ့နော်အခမဲ့ကူညီပေးတယ်လို့ကျွန်တော်တို့ရည်ရင်မှာဒီလူတဲ့ကားပါပေါ့နော်အခမဲ့လို့တက်လိုက်လို့ရှိရင်သူတို့နိုင်ငံသားတွေဘယ်လိုကောင်းလဲဒီသူတို့နိုင်ငံသားတွေကကျွန်တော်ဘယ်လိုပြောရမလဲဆိုတော့အောက်တယ်ပေါ့နော်သူတို့နိုင်ငံသားတွေတိတ်ခါကြတယ်အဲ့လိုပြောချင်တာပါသူတို့နိုင်ငံသားတွေတိတ်ခါကြတယ်အဲ့ဒီတော့ကြောင့်ကျွန်တော်တို့ဒီမလုပ်စေချင်လို့ပါဘူးဒီကား free ဆိုတဲ့အခမဲ့မလုပ်စေချင်ပါဘူးဒါပေမဲ့အခုချိန်မှာကျွန်တော်တို့ပြန်ပြီးတော့ဒီဦးဆန်းဝင်းနဲ့တေချာတိုင်ပင်နဲ့ဒီ cascade တွေနဲ့တေချာတိုင်ပင်နဲ့တိုင်ပင်ပြီးတော့ဒီနာရီတဲမှုကောင်းဦးကျော်သူကအခုလိုကျွန်တော်တို့6လတီစောင့်ပြီးတော့လှူခဲ့တဲ့အတွက်ဦးကျော်သူလည်းကျွန်တော်အထူးကျေးဇူးတင်ပါတယ်လို့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့ First Weekly Journal မှ Editor ဦးအောင်စိုးသူအားဂရုဏာစကားပြောကြားပေးဖို့ဖိတ်ခေါ်ပါရရှင်အားလုံးမင်္ဂလာပါကျွန်တော်ဒီကပုံခုနှစ်ရဲ့သားသမီးနာရေးကူညီမှုအသင်းစအဖွဲ့ကစားမှာကျွန်တော်တို့ကမလေးရှားနိုင်ငံကိုစာပေဟောပြောပွဲခရီးအနေနဲ့ရောက်ခဲ့ပါတယ်အဲ့ဒီမှာရောက်တဲ့အချိန်မှာဒီကလေးတွေတိုင်းတစ်ပါးမှာဘယ်လိုစိတ်သက်နဲ့မြန်မာနိုင်ငံသားတွေရဲ့အကျိုးကိုထမ်းဆောင်နေတယ်လဲဆိုတာကျွန်တော်အဓိကလေ့လာဖြစ်ခဲ့ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေမလေးရှားမှာအများကြီးပဲရောက်ရှိနေကြပါတယ်ရောက်တဲ့အခါတိုင်းမှာလည်းကျွန်တော်မလေးရှားကို9ခေါက်ဟောပြောပွဲတွားခဲ့ဘူးပါတယ်ရောက်တဲ့အခါတိုင်းမှာလည်းကျွန်တော်ပြောပါတယ်ကလေးတွေအားလုံးညီညီညွတ်ညွတ်နေကြဖို့ပဲကျွန်တော်ပြောပါတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့မြန်မာတွေဖြစ်နေပါတယ်မြန်မာတွေဖြစ်တဲ့အတွက်ရောက်လျာမှာကျွန်တော်တို့မြန်မာတွေဟာကောင်းတာလုပ်တဲ့သူကိုလည်းမကောင်းတာလုပ်တဲ့သူကတိုက်ပါတယ်နောက်တစ်ခါကောင်းတာကိုလုပ်နေတဲ့လူအချင်းချင်းကိုလည်းကိုယ့်ရှေ့ရောက်သွားတဲ့သူကိုနောက်ကနေဖမ်းဆွဲတတ်တဲ့အသင်းတွေလည်းကျွန်တော်တွေ့ကြရပါတယ်သို့တော်ညာလည်းပဲအဲ့ဒီအသင်းတွေအားလုံးကိုကျွန်တော်တွေ့တယ်တွေ့ပြီးတဲ့အခါကျရင်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေညီညီညွတ်ညွတ်နေဖို့ဒါကိုကျွန်တော်ကလေးတွေနဲ့တွေ့တိုင်းကျွန်တော်တီးခြားတွေ့ပြီးတော့ပြောဖြစ်ပါတယ်အခုဆိုလို့ရှိရင်ကျွန်တော်တို့မလေးရှားနိုင်ငံမှာပရိုက်တာအသင်းတွေအများကြီးရှိပါတယ်အဲ့ဒီအသင်းတွေထဲမှာနောက်ဆုံးမှာကျွန်တော်တို့သတင်းတွေလာပါတယ်အခုနောက်ဆုံးလုပ်နေတာကတော့ကပုံး9ရက်သားသမီးဒီပြိပခတ်ကြီးမှာကပုံး9ရက်သားသမီးတွေရဲ့ဒီနာရေးကူညီမှုအသင်းကပဲစွမ်းစွမ်းတက်မှန်လုပ်နေတယ်မိုးတဲ့ရေထဲမှာသူတို့လုပ်နေတယ်ဟာဒါဆိုလို့ရှိရင်ကြံတဲ့အသင်းအဖွဲ့တွေကိုဒါကပုံးကကျွန်တော်ပို့တဲ့သတင်းမဟုတ်ပါဘူးကျွန်တော်ဒီမလေးရှားမှာဆိုသတင်းတောက်3-4ယောက်လောက်ရှိပါတယ်ကျွန်တော်ရဲ့ဂျာနယ်ကိုပဲမလေးရှားမှာကျွန်တော်တို့ရန်ကုန်မှာဖြန့်ပြီဆိုရင်မလေးရှားမှာလည်းတရက်ထဲဖြန့်ပါတယ်ဖြန့်တဲ့အခါကျတော့မလေးရှားကသတင်းအချက်လက်တော်တော်များများကကျွန်တော်ကပို့ပြီးတော့တိတဲ့အခါကျတော့ဟာဒီဖြစ်ပရာဟိတအဖွဲ့တွေနဲ့ပေါင်းပြီးလုပ်ကြဒါပေမဲ့ကျွန်တော်တို့မြန်မာတွေရဲ့ညင်ဟာဘယ်နိုင်ငံကိုရောက်မပြောက်ပါဘူးဒါကိုကျွန်တော်တို့စွမ်းတမန်ကျွန်တော်တို့စိတ်ဓာတ်တွေကိုပြင်သွားကြရမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့တလောကဒီကပုံးကကလေးတွေဒီကလေးတွေအကုန်လုံးဟာဘလို့ဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့တနင်္ဂနွေနေ့ဆိုလို့ရှိရင်သူတို့ပြောပါတယ်မီးရိုက်တတ်တဲ့ကလေးတွေကမီးထွက်ရိုက်တတ်တယ်အလုတ်ခွင်ဝင်တဲ့လူကလေးတွေကတနင်္ဂနွေနေ့နားရက်မှာအလုတ်မဝင်မဲနဲ့သူတို့ကဘယ်အလူရှင်းမှလည်းမရှိပါဘူးဒီပြိပက္ခကြမှာကျွန်တော်တို့ဒီအလူရှင်တွေကသူတို့ရဲ့လှုပ်ဆောင်ချက်တွေကိုတိသွားတာအရင်ကသူတို့မှာဒီဘယ်သူမှအလူရှင်ဆိုတာမရှိပါဘူးမရှိတဲ့အခါကျတော့ဒီကလေးတွေကသူတို့အိတ်ထဲကငွေနဲ့သူတို့စိုက်လုပ်ကြတယ်တေချာတာဒီကလေးတွေထဲမှာပွဲစားတွေမပါဘူးဆိုတော့ကျွန်တော်လေ့လာလို့ရတယ်လူရှုပ်တွေမပါဘူးဆိုတော့လေကျွန်တော်လေ့လာတွေးရှိပြီးတဲ့အခါကျတော့ကဲမင်းတို့လိုချင်တဲ့ဖြစ်ချင်တဲ့ဟာမှန်သမျှငါမြန်မာနိုင်ငံဘက်ကနေပြီးတော့တက်ဆွမ်းသမျှကိုယ့်နိုင်ငံသားတွေအရေးကိုငါပံ့ပိုးပေးမယ်ငါရက်တီပေးမယ်လို့ကျွန်တော်ဒီကလေးတွေကိုအားစေးအဖြစ်တိုက်ကြွေးခဲ့တာဖြစ်ပါတယ်တလောကဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့ဒီကလေးတွေကဟိုအတိလိုမိမိရဲ့ချွေးနှဲစာလေးနဲ့အိတ်ထဲကစိုက်ထုတ်ပြီးတော့အလောင်းကိုသွားတဲ့တယ်ကွာလာလမ်ပူကပုံးကနေအဝေးကြီးနေရာမှာမြန်မာနိုင်ငံသားတယောက်သေးနေပြီဆိုပြီးတော့မြန်မာအချင်းချင်းဖုံးဆက်တယ်ဖုံးဆက်ပြီးတော့သူတို့ကတခါတည်းဒီမှာကားရှိတာမဟုတ်ဘူးသူတို့ရှိမှာ
တို့လုံအားကလေးတွေနဲ့စုပြီးတော့ခါတဲ့ကားကိုငှားတယ်ဟိုရောက်တော့အလောင်းရှာမတွေ့ဘူးဘသူတွေလှမ်းပြောတယ်လဲမေးရင်အဲ့ဒီကျွန်တော်တို့မြန်မာနိုင်ငံသားတွေကပဲအဲ့လိုနှောက်ယှက်တာတွေလည်းရှိတယ်တိုးတော်တို့ပြောတယ်ကိုကျော်သူတို့မတ်ရွှေစည်းခွက်တို့မင်းတို့ကိုနာယကကြီးညိုနေတယ်ဆိုရင်အမှန်မှတော့ဒီကိုကျော်သူနဲ့မတ်ရွှေစည်းခွက်တို့ကြီးညိုပြီးတော့ဒီကလေးတွေကစပြီးတော့ကပုံးမှာဖွဲ့တယ်လို့တို့ကကျွန်တော်ပြောပါတယ်အဲ့တော့မင်းတို့ကိုကျော်သူတို့ရဲ့လမ်းကြောင်းအတိုင်းသွားပေါ့မကောင်းတဲ့လူတွေမကောင်းတဲ့စကားကိုဘယ်လိုပဲပြောနေပါစီမင်းတို့ရဲ့ကောင်းတဲ့လုပ်ရက်တွေနဲ့တက်သေးထူသွားရင်လောကကြီးကအားလုံးမင်းတို့ပေါ်မှာယုံကြည်မှုရှိလာလိမ့်မယ်လို့လူသတင်းကိုလူချင်းဆောင်တာတဲ့လူသတင်းကိုနက်ကဆောင်ပြီးဆိုရင်ဘယ်လူမှတားလို့မရဘူးလို့အဲ့တော့တို့ကျွန်တော်အမြဲတမ်းပြောပါတယ်အဲ့အခက်အခဲတွေဘယ်လိုပဲလှုပ်လို့စိတ်ကိုရှည်ရှည်ထားကိုယ်နိုင်ငံသားဆိုတဲ့အသိစိတ်ဓာတ်နဲ့ညီညီညွတ်ညွတ်နေဖို့ကျွန်တော်မလေးရှားကိုရောက်တိုင်းဒီကလေးတွေကိုတစ်ဖွဲ့ချင်းကိုတွေ့ပြီးပြောတယ်နောက်ဆုံးကျွန်တော်ဘယ်လောက်ထိပြောလဲဆိုရှင်မင်းတို့ငါ့ကိုလာတွေ့လို့ရှိရင်တစ်ဖွဲ့ရဲ့မကောင်းကြောင်းကိုငါလာပြောမယ်ဆိုမင်းတို့လာမတွေ့နဲ့တော့လို့ကျွန်တော်အဲ့တိုင်ပဲပြောတာတော့ကလေးတွေကလာတွေ့တိုင်းမှာကျွန်တော်ဘယ်တော့မှတစ်ဖွဲ့မကောင်းကြောင်းတစ်ဖွဲ့မပြောကြဘူးဆိုလိုချင်တဲ့ဥစ္စာကအတိလိုထဲမှာအတန်ရှင်းဆုံးလို့ကျွန်တော်ကမှတ်ချက်ပေးလိုက်တဲ့အဖွဲ့ဒါဒီကလေးတွေကနောက်ဆုံးမှရေတန်းမိုးတဲ့ရောက်လာတယ်အဲ့ဒီနေ့ကဖြစ်မဲ့နေရဆိုလို့ရှိရင်ဟိုဖုံးလာတယ်ကျွန်တော်ဂျာနေကထွက်ပြီးသွားတဲ့အချိန်မှာဒီလိုပဲမလေးရှားမှာဒီလိုဖြစ်နေပြီပြိဖက်ကတွေဖြစ်နေပြီဘယ်သူတော့ဘာဖြစ်နေပြီဆရာကြီးဆိုတော့ဟာငါဂျာနေလည်းထွက်သွားပြီအဲ့တော့မင်းတို့ရဲ့နာယကကြီးဂုံလူးဆောင်နာယကကြီးဖြစ်တဲ့ဥကျော်သူရှိကိုဖုံးဆက်ကျွန်တော်ဒီကျွန်တော်တို့ဥက္ကဋ္ဌဥကျော်သူရဲ့ဖုန်းနံပါတ်ကိုပေးတယ်နောက်ကျွန်တော်ကလည်းဒီပေါ့ကျွန်တော်တို့သမ္မတရုံး website ထဲကိုကျွန်တော်ဓာတ်ပုံအထောက်ထားတွေနဲ့သူတို့ပေးတဲ့အချက်လက်တွေအကုန်လုံးကိုတင်ပြီးတော့ကျွန်တော်ကသမ္မတရုံးကိုပို့တယ်တစ်ချိန်တည်းမှာပဲကျွန်တော်ညီလေးတွေလိုပဲချစ်ရတဲ့ကျွန်တော်88ကကိုပေါ်တို့ကိုဂျင်မီတို့ရှိဖုန်းဆက်တယ်ညီလေးမင်းတို့ငါ့ကိုကူညီအောင်မလေးရှားမှာရောက်နေတဲ့ငါတို့မြန်မာနိုင်ငံတွေဒီလိုတော့ဖြစ်နေပြီငါအနေနဲ့မစွမ်းဆောင်နိုင်တော့ဘူးဆိုရင်တော့ထိထိရောက်ပြောနိုင်တာတော့နာရေးအတင်းကကိုကျော်သူတို့ရှိမယ်88ကကျွန်တော်တို့ညီကိုတွေရှိမယ်မင်းတို့တွေကနေပြီးတဆင့်ပေါက်ရောက်ပြောပေးပါကြာရင်တော့ဒုက္ခတွေရောက်ကုန်ကြလိမ့်မယ်ဆိုပြီးတော့အဲ့ဒီကနေစပြီးတော့မှအခုလိုကျွန်တော်တို့နိုင်ငံတော်အဆင့်ဝင်ကြီးတွေတွားကြည့်တာတို့အခုလိုမျိုးပွဲမျိုးလေးတွေဖြစ်လာတာကျွန်တော်တို့ပြည်တွင်းမှာနောက်ဆုံးမှာကျွန်တော်တို့ပြည်တွင်းကလုပ်ငန်းရှင်တွေအနေနဲ့လည်းအားတက်တရောဝိုင်းပြီးတော့တူတန်းကြတဲ့အခင်းကျင်းကြီးဖြစ်လာအောင်ကျွန်တော်တို့သွေးစည်းညီညွတ်ခဲ့ကြတာဖြစ်ပါတယ်ကျွန်တော်ဒီကလေးတွေနဲ့ကျွန်တော်ကဒီနိုင်ကလည်းမဟုတ်ပါဘူးဒီကလေးတွေရဲ့အသင်းဝင်လည်းမဟုတ်ပါဘူးကျွန်တော်မလေးရှားနိုင်ငံကိုအကြိမ်ကြိမ်ရောက်ခဲ့တဲ့အခါတိုင်းမှာအခုလုပ်ငန်းရှင်ကြီးတွေအလှငွေပေးတဲ့လုပ်ငန်းရှင်ကြီးတွေအားလုံးကိုကျွန်တော်ဂရိတစ်ခုထပ်ပြီးတော့ကျွန်တော်ဂျားထဲကပေးရတာရှိပါတယ်အဲ့ဒါဘာပြောလို့လဲဆိုလို့ရှိရင်လူချင်းမင်းတို့တူထားတဲ့အလှငွေဟာဘယ်လိုနည်းနဲ့မှကိုကျိုးအတ္တအတွက်သုံးမဲ့ကလေးတွေမဟုတ်ဘူးဆိုတာကိုကျွန်တော်အသက်နဲ့လဲပြီးတော့ကျွန်တော်ထပ်ပြီးတော့ဂရိပေးခြင်းပါတယ်ဒီကလေးတွေဟာဘသူရဲ့အလှငွေရရှိရေးကိုမှထင်ပေါ်ကြော်ကြားရေးကိုမှကျွန်တော်တို့မျှော်ကိုပြီးတော့လုပ်ခဲ့တဲ့ကလေးတွေမဟုတ်ဘူးတိုက်ပြည်နဲ့လူမျိုးတွေသူတို့ကျွန်တော်ပြောဦးပါတယ်ကလေးတွေကျွန်တော်တို့မြန်မာနိုင်ငံသားတွေဆိုလို့ရှိရင်လမ်းဘေးမှာခွေးတေဝက်တေတင်မလေးရှားရဲတွေကနေပြီးတော့အမိုက်သိမ်းတယ်လို့လာသိမ်းသွားပြီးတော့ပိုင်ရှင်မဲ့အလောင်းတွေဖြစ်တဲ့ကြိုတယ်ကျွန်တော်တို့မခံနိုင်ဘူးတဲ့ကျွန်တော်တို့နိုင်ငံမှာလူမျိုးဂုံရှိတယ်နိုင်ငံဂုံရှိတယ်ကျွန်တော်တို့ဇာတိဂုံကိုသူတစ်ပါးနိုင်ငံမှာဘလို့နီးနေပဲရောက်နေဒီလိုမျိုးတကြိုတာကျွန်တော်တို့မခံနိုင်ဘူးတဲ့အဲ့ဒီအချိန်မှာပဲဒီကလေးတွေကပတ်စံကိုစုပြီးတော့သူတို့ဒီအသင်းကိုစထူထောင်ခဲ့တယ်ဆိုတာကိုကျွန်တော်သူတို့ပြောကြားချက်တင်မဟုတ်ပါဘူးမလေးရှားမှာရှိတဲ့အဖွဲ့အစည်းအသီးသီးကိုကျွန်တော်လေ့လာတယ်ဒီကလေးတွေဘက်ကနေပြီးတော့ကျွန်တော်ပေါ်သတင်းတွေထုတ်ပြန်ပေးဖို့အစရှိသဖြင့်လှမ်းပြောရင်တယောက်နဲ့ဖြစ်တော့ပဲမင်းတို့ညီညွတ်ရေးကိုလှမ်းဆုံးမဖို့ဆိုလို့ရှိရင်ဒီကလေးတွေကိုကျွန်တော်တေချာကျွန်တော်ကိုယ်တိုင်ယုံကြည်ဖို့လည်းလိုပါတယ်အဲ့တဲ့ဒီကလေးတွေကိုသူတို့ပြောကြားချက်နဲ့လည်းကျွန်တော်မယုံပါဘူးအခုလိုကပုံးမှာဖြစ်တဲ့ပြိပက္ခဖြစ်စဉ်မှာဒီကပုံး9ရဲ့သားသမီးနာရဲကူညီမှုအသင်းကြီးပဲလုပ်နေတယ်ဆိုတော့သူတို့ပြောရင်ကျွန်တော်ယုံမှာမဟုတ်ပါဘူးဒါပေမဲ့တခြားအဖွဲ့အစည်းတွေကပါပြောလာတဲ့အတွက်ကျွန်တော်ယုံကြည်တာဖြစ်ပါတယ်ပြီးတော့ဒီကလေးတွေရဲ့လောက်ရက်အစရှိသဖြင့်စောတော့ကတကားကိုပြန်ဆက်ရလို့ရှိရင်အဲ့ဒီလိုတကြိုကြတယ်တိုင်နေကျွန်တော်ကိုပြောတယ်ကျွန်တော်မလေးရှားတပ်မှတ်ကြီးနဲ့တွေ့တဲ့အချိန်မှာလည်းကျွန်တော်သွားပြောတယ်ဒီကလေးတွေကျွန်တော်မြန်မာနိုင်ငံမှာကိုကျော်သူတို့ဒါဥက္ကဋ္ဌသူပို့သိပါတယ်အလောင်းတလောင်းမြေကြဖို့စာရွက်တရံပေါင်းကိုနိုင်ငံထဲမှာယူရတော့ဘလောက်ခက်ခဲတယ်လဲဆိုရင်မလေးရှားနိုင်ငံမှာတကြိုခွင့်ရဖို့စာရွက်တရွက်ရဖို့ဟာအခါကဒီကလေးတွေတွားရတယ်
နောက်ဆုံးမှာတကြိုးစရာအလောင်းစိတ်သွားပြီဆိုလို့ရှိရင်မရှိရင်ဒီကလေးတွေကဘာလုပ်လဲဆိုလို့ရှိရင်အလုတ်ရှင်ရှိကတထေးရှိကနေပြီးတော့လာစာကိုကြိုးယူပြီးတော့မှသွားတည်ရတယ်အဲ့ဒီဂျားထဲမှာလည်းမြန်မာချင်းနှောက်ရှက်နေတာတွေအများကြီးရှိတယ်အဲ့ဒီဂျားထဲကနေပြီးတော့မင်းတို့မှန်ကန်တဲ့လုပ်ရက်နဲ့သွားကြအဲ့ဒီမှာသူတို့ကတယောက်ချင်းဒီဟိုစာရွက်သဏ္ဍာန်ရဖို့မလေးရှားအာဏာပိုင်တွေရှိမှအကြိမ်ကြိမ်သွားရတာမခက်ပေမဲ့လို့ကျွန်တော်တို့မြန်မာနိုင်ငံတန်ယုံမှာတကြိုဖို့သွားတောင်းရတာဟာကြာမီဆွဲရတာတဲ့ဆိုးတယ်အခုချိန်ထိလည်းသူတို့အခုမှပြိပခတ်မှာတေတာလူ9ယောက်လောက်ရှိတယ်ကျွန်တော်တို့4ယောက်လောက်မတကြိုပါနိုင်သေးဘူးအခုချိန်ထိအလောင်းထုတ်လို့မရသေးဘူးအဲ့ဒီအဖြစ်ပြက်တွေကစကျွန်တော်တို့မစွမ်းဆောင်နိုင်တော့ကျွန်တော်ညီလေးတွေမှာဟိုကိုချင်မီတို့ရေလုတ်ပေးကြပါအောင်ပြီးတော့လည်းသူ့ကိုပြောရတယ်ကိုကျော်သူကိုကျွန်တော်ပြောလို့ကျွန်တော်လည်းကပုံးနဲ့လည်းဘာမှလည်းဟိုထိတွေ့မှုမရှိတဲ့ခါကျတော့ကပုံးကကလေးတွေကိုအကြံပေးရတယ်မင်းတို့ဥက္ခရာမင်းတို့နာယကာကြီးကိုကျော်သူရှိလှမ်းပြောကိုကျော်သူကြတော့အကုန်လုံးပေါက်ရောက်တယ်ပေါက်ရောက်တဲ့ခါကျတော့တောင်းဆိုပေးလိမ့်မယ်ကျွန်တော်ဒီလိုအကြံပေးပြတာလေးတွေရှိပါတယ်ဒါကြောင့်မလို့လဲဒီလိုဒီနေ့အခင်းအကျင်းနဲ့ဒီလိုပုံစံမျိုးတွေကျွန်တော်တို့ဖြစ်လာတာပါတကယ်ပြောမယ်ဆိုလို့ရှိရင်ဟိုဒီပြိပက္ခဖြစ်စဉ်မှာဒီလိုတေကျေသွားပြီမယ်လို့မလေးရှားမှာကအခုမှမဟုတ်ပါဘူးဟိုးအရင်တည်းကလည်းခဏသေပါတယ်ဘာကြောင့်သေတယ်လဲလို့မေးရင်ကျွန်တော်ခဏဒီမှာရောက်တဲ့အခါကျမေးကြည့်တယ်ဘာဖြစ်လို့သေတယ်လဲကျွန်တော်တို့မလေးရှားကိုရောက်တဲ့လူအများစုကလည်းအခုမှကာယကံရှင်မိသားစုတွေမလေးရှားမှာကိုယ့်ရဲ့သားတွေသမီးတွေရှိနေတယ်ဆိုလို့ရှိရင်လည်းလှမ်းပြီးတော့ကျွန်တော်တို့ပြောပါအရန်သူတို့ကအတောက်စားတွေဘက်ကိုအရန်ရောက်ကြတယ်ဘာဖြစ်လို့လဲဆိုနေကင်းပိုင်းပင်ပန်းတဲ့ခါကျတော့အရက်တွေတောက်ကြတယ်တခါတလေအရက်ကဝယ်မရလို့ရှိရင်စက်တဲ့အရက်တွေကိုတောက်ပြီးတော့သေတဲ့အလောင်းတွေကိုလည်းသူတို့အကြိမ်ကြိမ်သွားတကြိုပေးခဲ့တာကျွန်တော်လည်းသိပါတယ်မလေးရှားရောက်တဲ့အချိန်မှာကျွန်တော်လိုက်လျှောက်လိုက်တာသူတို့လေ့လာကြည့်တဲ့အချိန်မှာတွေ့ပါတယ်အဲ့တော့နေကင်းကြတော့ပင်ပန်းတယ်ညကြတော့အရက်သွားတောက်တယ်သွားတောက်ပြီးတော့အဲ့ဒီမှာတခါတည်းနီပေါနိုင်ငံသားနဲ့မြန်မာနိုင်ငံသားနဲ့ခုတ်ကြထစ်ကြတယ်နောက်တခါဘင်္ဂလားဒေ့ရှ်ကလာတဲ့အဲ့ရိုဟင်ဂျာကလားတွေနဲ့ခုတ်ကြထစ်ကြတယ်ကအခုမှမဟုတ်ဘူးဟိုးတုံးเนี่ยခဏသူတို့ဒီနေ့တေးတာသူတို့ပြောမသွားတာရှိတယ်ကျွန်တော်ကတော့မှတ်ထားသေးတယ်ကပုံးနာရေးကူညီမှုတေးကတေးလို့တကြိုပေးခဲ့တဲ့မြန်မာနိုင်ငံသား182ယောက်ရှိတယ်ဟုတ်လား182ယောက်ရှိနေပြီအဲ့ဒါတွေကအခုဒီပြိပက္ခမှာဖြစ်တာ9ယောက်10ယောက်ပဲရှိတယ်အရင်ကအချင်းချင်းခုတ်နေတာမြန်မာချင်းခုတ်နေတာမြန်မာချင်းချနေတာကကျွန်တော်မြန်မာနိုင်ငံထဲတင်မဟုတ်ဘူးပြည်ပမှာပါထွက်ချနေတာတွေကိုကိုနဲ့သက်ဆိုင်ရာသားတွေသမီးတွေကိုရဲ့တူလာမောင်မယ်တွေကိုနေလို့အရက်တွေရှော့တောက်ကြအလုပ်ကိုစူးစမ်းကြဒါလေးကိုလှမ်းပြီးတော့ message ကိုငွေကြီးပဲလှမ်းမတောင်းနေပါနဲ့မိမိတို့ရဲ့သားသမီးတွေတူသားမောင်မယ်တွေကိုလှမ်းပြီးတော့ဆုံးမဩဝါဒလေးပေးပါအတိပညာလေးတွေကျွန်တော်တို့လှမ်းပြီးတော့ဒီကဆုံးမပေးပါကျွန်တော်တို့မြန်မာမိဘတွေကအချိန်တန်လို့ရှိရင်ဟာဒီချိန်ထိပတ်စံမပို့သေးဘူးလားဆိုတဲ့စကားကြီးပဲမပြောပါနဲ့ဟိုမှာလဲခုနကသူတို့ပြောခဲ့သလိုတေရေးလဲခက်တယ်နေရေးလဲခက်တဲ့နိုင်ငံမှာကျွန်တော်တို့သွားရောက်နေကြတာဖြစ်ပါတယ်အဲ့တော့ဒီပြိပက္ခမတိုင်ခင်တည်းကတော့ကျွန်တော်တခုရှိပါသေးတယ်ရေးကြီးမှာမြန်မာမိန်းကလေးတယောက်ကိုကလား3ယောက်ကအခုမှမဟုတ်ဘူးတော့ဒါဟိုနှစ်ကဟိုအလောက်ကပြန်လာတယ်တခါတည်းကားနဲ့တင်သွားပြီးတော့ break လုပ်လိုက်တယ်အဲ့ဒါရေးကြီးကအုံမာမော်လို့ခေါ်တယ်ကျွန်တော်ရှိကိုသတင်းလှမ်းပို့တယ်ဓာတ်ပုံတွေအစားလှမ်းပို့တယ်နောက်ဆုံးမှဘသူလဲမေးတော့အဲ့ဗမာပါပဲဗမာစကားပြောတဲ့လူပါပဲအဲ့ဒီလူတွေပဲလောက်တာတကယ်တော့မလေးရှားနိုင်ငံသားအနေနဲ့အဲ့သူတို့ကိုကာကွယ်ပေးနေနောက်ဆုံးမှသူတို့ကိုကာကွယ်ပေးနေတဲ့အတွက်တောင်မှပဲမလေးရှားနိုင်ငံသားတွေကိုအဲ့ဒီကလားတွေကပြန်ရန်ပြူတာကိုသူတို့ခံရတဲ့ကလေးတွေဖြစ်တယ်ဆိုလိုချင်တာအားလုံးကိုချုပ်ပြောပါလို့ရှိလို့ရှိရင်တော့ဒီနေ့အလှရှင်တွေလှူထားတဲ့အလှငွေတွေဟာအခုသူတို့ကပြောတယ်ပွင့်ပွင့်လေးကျွန်တော်ပြောပြစေဆရာရဲတဲ့ဒီအလှငွေတွေကိုတဲ့ဗြဟ္မခေါင်းကြီးလိုပဲတဲ့ကျွန်တော်တို့ကင်ထားရတယ်အခုဒီလိုလာတာသူတို့စိတ်နဲ့သူတို့လာတာပါဗြဟ္မခေါင်းကြီးလိုပဲတဲ့ကျွန်တော်တို့ကင်ထားအရင်ကကျွန်တော်တို့ပတ်သက်နဲ့ကျွန်တော်တို့လုပ်တာတိတ်ထဲမှာလဲလွတ်လပ်တယ်တဲ့အခုတချို့လုပ်ငန်းရှင်တွေကပြောတယ်တဲ့လှမ်းဖုံးဆက်တယ်တဲ့ခင်ဗျားတို့စင်းပါတော့ဘယ်နေရာမှာသုံးပါလဲဘလို့ရှင်းပါလဲဆိုတော့ဒီလှမ်းပြီးတော့ကျွန်တော်တို့မှာဒုက္ခရောက်နေရတဲ့ကြားထဲမှာဒီရှင်းနှန်းကိုအလှရှင်ကျင်နှန်းအောင်ကျွန်တော်တို့ရှင်းပြနေရတာကိုကကျွန်တော်တို့မှာတော်တော်ကြီးကိုစိတ်ဟွာဖြစ်တယ်တတ်နိုင်လို့ရှိရင်ကျွန်တော်တို့ကအဲ့အလှငွေတွေတောင်ပြန်ပေးကျင်တယ်တဲ့မဟုတ်ဘူးမင်းတို့ဒီလိုတော့မလုပ်ကြနဲ့ဘာလို့လဲဆိုတော့အလှရှင်တွေကလည်းမေးပိုင်ခွင့်ရှိတယ်မင်းတို့သေချာတာတစ်ခုကတော့ဒီကလေးတွေဟာဒီအလှငွေတွေကိုကိုကျိုးအတ္တအတွက်တစုံတစ်ယောက်ကထင်ပေါ်ကြော်ကြားမှုအတွက်သူတို့အသင်းရဲ့အဟွာအတွက်လုံးမှာမဟုတ်ဘူးဆိုတာကို
ကျွန်တော်ဒီကလေးအားလုံးရဲ့ကိုစားဘေးကနေပြီးတော့အသက်နဲ့လဲပြီးကျွန်တော်တစ္ဆာပြုခဲ့ပါတယ်ဒီကလေးတွေအတိလို့ကလေးတွေမဟုတ်ဘူးဆိုတာကိုအလှရှင်များယုံပေးပါလို့ပြောရင်ညီကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်ကြည့်တဲ့အခါအရှိရကပြေးလွှာနေကြအိုမဲအိမ်မဲဒုက္ခတဲ့များထိတ်လန့်နေရတဲ့ဆိုရလားပိုင်းဆိုင်မှုကမောဟတရားကြည့်တဲ့အခါအနောင်ရမဟစ်ကြွေနေကြစီဝတ်တမှုဘဝတမှုများ